ရုပ်ဆိုးသောမိမပြိုလေးတယောက်ဟာကလေးရဖို့အတွက်ညာတိုင်းကိုစိတ်ခက်ခဲ့တယ်နောက်ဆုံးတော့သူမဆန္ဒပြေဝသွားပြီးယောက်ျားတယောက်ကိုကူလေးဖမ်းခေါ်လာကကလေး9ကောင်ကိုဝင်ရသွားခဲ့တယ်ဒါပေမဲ့သူမဝမ်းသာလုံးစုံနေချိန်မှာပဲသူမရဲ့အကြီးတန်းတဲ့လုပ်ရက်တွေကိုယောက်ျားတွေကဖွင့်ချလိုက်တဲ့အတွက်ဘိုက်ကြီးတွေဘဝနဲ့နည်းနည်းပေးခံလိုက်ရတဲ့ရှန်ရန်ကဒီခန္ဓာကိုယ်လေးကိုကူးပြောင်းလာချိန်မှာပဲကလေးမွေးခါနီးဖြစ်နေပြီးမူလပိုင်ရှင်ကလည်း2ရက်လောက်ပိုက်စာနေခဲ့တာဆိုတော့အားရင်မဖြစ်တင်းရင်ကလေးမွေးဖို့နေတာသူမကိုယ်တိုင်တော့အသက်ထွက်သွားနိုင်တယ်ရုတ်တရက်ရှိနာကနေအတန်တခုကြားလိုက်ရလို့ရှန်ရန်ကတည့်ရွက်တွေကိုဖဲကြည့်လိုက်တော့အိပ်ပျော်နေတဲ့တောဝက်လေးတစ်ကောင်ကိုတွေးလိုက်ရတယ်။သူမရဲ့မျက်လုံးတွေအယောင်လင်းသွားပြီးဒီဝက်ကိုသာဖမ်းမိရင်ဒီညပိုက်ဝပြီးလို့တွေးလိုက်တယ်။ဒါပေမဲ့သူမအနာမကက်ခင်မှာပဲတောဝက်လေးကအာယုံခံမိသွားတယ်လို့လမ်းလို့သွားတယ်။ရက်ခါနီးအခွင့်အရေးကိုလက်လွတ်မခံခြင်းတဲ့အတွက်သူမလည်းချက်ချင်းပြေးလိုက်သွားခဲ့တယ်။ဒါပေမဲ့ခြေလမ်းနည်းနည်းပဲပြေးရသေးတယ်။သူမကတွင်းနဲ့ကိုတန်းကျသွားပြီးဘိုက်ကလည်းနာလာတော့တယ်ဒုက္ခပါပဲ။ကလေးမွေးတော့မယ်ထင်တယ်ပိုဆိုးတာကဘေးနားမှာဒဏ်ရာရနေတဲ့ယောက်ျားတစ်ယောက်ကသူမကိုတားကောင်တကောင်လို့စိုက်ကြည့်နေတာပဲမိမတွေဟာကလေးမွေးချိန်နဲ့မိလိုက်ချိန်တွေမှာယောက်ျားတွေကိုယူသွတ်သွားစေနိုင်တဲ့ဆွဲဆောင်မှုရှိတဲ့ရနက်တစ်ခုထွက်ပေါ်တတ်တယ်ဆိုတာကိုရှန်ရန်တတိယသွားတယ်ဒါကြောင့်သူမကနောက်ကိုဖြည်းဖြည်းချင်းစုပ်ရင်းကောင်းထဲမှာနီးလိုက်ရှာနေခဲ့တယ်တစ်ဖက်ကယောက်ျားကတော့မတ်တက်ရက်လိုက်ပြီးအချိန်မရွေးခေါ်အုပ်လာမဲ့ပုံပဲရုတ်တရက်သူ့ရဲ့ခါနာကတွေးအောင်တတူကိုသူမမြင်လိုက်ရတယ်အဲ့ဒါကအင်ပါယာရဲ့မဟာသူရဲကောင်းတွေမှာရနိုင်တဲ့အမတ်သားပဲမင်းမျိုးမင်းတွေထီုံတွေမကပဲတိုက်ခိုက်ရေးစွမ်းရည်အစင်းရှိမှရနိုင်တာမျိုးလေးရှန်ရန်ကတက်ပြင်းချလိုက်ပြီးနီးလက်တစ်ခုစဉ်းစားမိသွားတယ်ရှင်အရင်ကလို့စွမ်းရည်နဲ့ဂုံချက်တရေတွေပြန်ရလာအောင်ရှင်ရဲ့ခြေထောက်တန်ရာကိုကျမကုသပေးနိုင်တယ်လို့သူမကပြောလိုက်တော့ယောက်ျားရဲ့မျက်လုံးတွေပြည့်ကျသွားတယ်ဒီမိမကသူ့ရဲ့အစင်တန်းကိုတစ်ချက်ကြည့်ုံနဲ့သိုံမကသူ့မှာခြေထောက်တန်ရာရှိနေတာကိုပါသိနေတယ်ဒါကသူ့ရဲ့နှစ်ပေါင်းများစွာလျှို့ဝှက်ချက်လေးသူမသိတာကရှန်ရန်ဟာကူးပြောင်းမလာခင်ကတေးသူကိုတောင်ရှင်တန်စေနိုင်တဲ့စေပညာစွမ်းရည်ရှိတဲ့ရှေးဟောင်းစေပညာရှင်မျိုးနွယ်ရဲ့အမွေဆက်ခံသူဖြစ်ပြီးသူမရဲ့အကဲခတ်နိုင်စွမ်းကအလွန်ထက်မြက်တယ်ဆိုတာပါပဲဒါပေမဲ့သူမမှာအခုအချိန်ဆွဲနေဖို့အချိန်မရှိတော့ဘူးဘာလို့လဲဆိုတော့ပတ်ဝန်းကျင်မှာယောက်ျားတွေအများကြီးအလင်းအမြန်ချင်းကပ်လာနေတာကိုခံစားမိနေလို့ပါပဲကျမကလေးမွေးတော့မယ်ဒီတစ်ချိန်ကျမကိုကာကွယ်ပေးပါရှင်းချီတော့ကိုတေချာပေါက်ကူပေးမယ်ယောက်ျားကခဏလောက်တိတ်ဆိတ်သွားပြီးနောက်ကောင်းကြီးသဘောတူလိုက်တယ်ဒီအချိန်မှာအရက်မျက်နှာအနှံ့ကရောက်လာတဲ့ယောက်ျားတွေကယူသွနေကြပြီးချီမှုရဲ့လဲလန့်သွားတယ်ဒီရုပ်ဆိုးတဲ့မိန်းမကဒီလောက်အထိဆွဲဆောင်နိုင်လိမ့်မယ်လို့သူမထင်ထားခဲ့ဘူးသူကကိုဝကိုမြင်သွားပြီးစိတ်ဆွမ်းရင်တွေထုတ်လုပ်ကရှမ်းရန်ကိုလုံခြုံတဲ့နေရာမှာကာကွယ်ပေးထားလိုက်တယ်အချိန်ဘယ်လောက်ကြာသွားမှန်းမသိဘူးရုပ်ဆိုးတဲ့မိန်းမကအကျဲကြီးအော်ဟစ်ပြီးသတိမိသွားတယ်ပြီးတာနဲ့သူမကိုကထွက်နေတဲ့ရနံ့တွေလည်းမိမ့်သွားတယ်ချီမှုရဲ့လဲဘာမှဆက်မတွေးတော့ပဲအထဲကိုဝင်သွားခဲ့တယ်အဲ့ဒီမှာသူအံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်တာရုပ်9လုံးကမြေကြီးပေါ်မှာငြိမ်လေးရှိနေတဲ့တစ်ချိန်တည်းနဲ့ကလေး9ကောင်မွေးတယ်ဆိုတာအဆင့်မျိုးပွားနိုင်စွမ်းရှိတဲ့မိန်းမတွေတောင်မလုပ်နိုင်တဲ့အရာပဲဒါပေမဲ့အခုဒီရုပ်ဆိုးတဲ့မိန်းမကလုတ်ပြသွားတယ်ဒီလောက်တန်ဖိုးကြီးတဲ့မျိုးပွားနိုင်စွမ်းရှိတဲ့ခန္ဓာကိုယ်မျိုးသားတော်ဝင်မျိုးတော်မှာဆိုရင်မူးမက်တွေလူရကြမဲ့ပြစ်မှတ်ဖြစ်နေမှာအသေးချပဲကြားတဲ့ယောက်ျားတစ်ယောက်ဝင်လာတယ်သူ့လက်တီးကချီမူရဲ့နောက်စိတ်ကိုထိတော့မဲ့ဆဲမှာပဲချီမူရဲ့ကကိုလက်ရှောင်တင်းရင်ပြင်းထန်တဲ့လက်တီးတစ်ချက်နဲ့ပြန်ထိုးချလိုက်တယ်ကြားတဲ့လေမီတာတော်အလန့်ဝေးတဲ့အထိလွင့်စင်သွားတယ်လမ်းတစ်ဝက်မှာရောက်နေတဲ့တခြားယောက်ျားတွေလည်းချက်ချင်းရက်တန်သွားပြီးသူတို့ရဲ့အသိစိတ်တွေတစ်ဝက်လောက်ပြန်ဝင်လာတယ်ဒါကအဆင့်မြင့်တွေးတတ်ယောက်ျားတစ်ယောက်ရဲစွမ်းအားလားအရန်အားကြီးတာပဲချီမူရဲ့ကအရင်တစ်ပါးလို့မိုးကြိုးပစ်တယ်လို့အတန်နဲ့ထွက်သွားစမ်းလို့အော်ဟစ်လိုက်တယ်အဲ့ဒီအတန်ကြားတာနဲ့ယောက်ျားတွေအားလုံးလမ်းဖြတ်ပြီးခြေဦးတဲ့ရပြေးကြတော့တယ်အဲ့ဒီနောက်မှာချီမူရဲ့ကဒူးထောက်ကျသွားပြီးညာဘက်ခြေထောက်ကိုဖတ်ထားလိုက်ရတယ်အဲ့နဲ့ထိုးတယ်လို့နာကျင်မှုကြောင့်သူ့လက်မှုပေါ်ကတွေးကြောတွေထောင်ထားလာတဲ့ကြည့်ရတာသူ့ရဲ့ခြေထောက်တန်ရာပိုဆိုးလာပုံရတဲ့ခုနကသူသုံးလိုက်တဲ့ခွန်အားကတဝက်တောင်မရှိခဲ့ဘူးလေဒီအချိန်မှာကူတဲကဥတလုံးလိမ့်ထွက်လာတယ်သူလှမ်းဖမ်းလိုက်တော့အခုံပေါ်ကထွက်ပေါ်နေတဲ့အစင်းမြင့်စိတ်ဆွမ်းရင်ကြောင့်သူ့လန့်သွားတယ်ဒါကဘရင်တွေစီမှာပဲရှိတဲ့အငွေ့တက်မျိုးလေးရှန်ရန်ရဲ့ခင်မုန်းကတော်ဝင်မျိုးနဲ့ဝင်များလားသူ့ဦးကိုပိုက်ပြီးကူထဲပြန်ဝင်လာတဲ့အခါရှန်ရန်ကနိုးနေပြီးသူမမွေးထားတဲ့ဥတွေကိုကြည့်ပြီးသူမကိုယ်တိုင်တော့မယုံနိုင်ဖြစ်နေတယ်ဒါလည်းမင်းဦးပဲဒီကောင်လေးကနည်းနည်းရဲတင်းနဲ့သူ့ဘာသာအပြင်ကိုထွက်လာတာလို့သူကပြောတယ်ရှန်ရန်ကဒီကလေးရဲ့အသက်ရှင်တန်နိုင်စွမ်းကိုအံ့ဩသွားတယ်အခုတောင်မခွဲရသေးပဲသူ့ဘာသာထွက်ပြေးလာတာကိုသူမကဦး6လုံးနဲ့အတူတူထားလိုက်ပြီးလိမ္မာတယ်နောက်ဆိုငါကမင်းတို့ရဲ့အမေရှိနေတဲ့၍မင်းတို့ကိုဘယ်တော့မှပိုက်မစားစေရဘူးလို့ပြောလိုက်တယ်ဘေးနားကချီမူရဲ့ကဒါကိုကြည့်ပြီးကြီးနူးသွားတယ်ဒီမိမကရုပ်ဆိုးပေမဲ့မိခင်ကောင်းတယောက်ပဲလို့တွေးမိတယ်ဒါပေမဲ့သူမရဲ့ခင်ပွန်းကကလေးမွေးခါနီးအားနေနေတဲ့မိမတယောက်ကိုတောထဲမှာဘာလို့တယောက်ထဲထားခဲ့ရတာလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်နေတယ်ရှန်ရန်ကသူမရဲ့အခြေအနေမှန်ကိုမပြောရဲပဲသူမခင်ပွန်းအလုပ်ကိစ္စနဲ့အပြင်သွားနေတာမကြခင်ပြန်လာမယ်လို့ပဲလိန်ပြောလိုက်တယ်ကျမနာမည်ရှန်ရန်ပါခုနကကူညီပေးလို့ကျေးဇူးတင်ပါတယ်ခုနကကိစ္စတွေပြီးတော့နှစ်ယောက်စလုံးပိုက်စာနေကြပြီးချီမူရဲ့ကတန့်စင်ထားတဲ့တောဝက်နဲ့တောချက်ကိုယူလာပေမဲ့ရှန်ရန်ကတော့အခက်တွေ့နေတဲ့အသားစိမ့်ကိုသူမတကယ်မစားနိုင်ဘူးလေနောက်ဆုံးတော့ချီမူရဲ့စီကမီးစယူပြီးတွင်းထဲကတရွက်6တွေကိုမီးရှို့လိုက်တယ်ပြီးတော့ညီညာတဲ့ကြောက်ပြတစ်ချက်ပေါ်မှာအသားတွေကိုကင်းလိုက်တယ်အပူချိန်တက်လာတာနဲ့အမျှအသားပြတွေစီကစီတန်တွေမြည်လာတယ်ချီမူရဲ့ကတော့ကြောင်ကြည့်နေမိတယ်ဒီမိမကမီးကိုတုံးတက်ရုံနဲ့မကဘူးအစင်းမြင့်စပုံမှုတွေမှာလှုပ်တက်တဲ့ချက်ပြုတ်မိကိုပါတက်နေတဲ့စောင့်နေရင်းနဲ့သူမကအသားတစ်ဖက်ကိုသူ့ကိုကမ်းပေးလိုက်တယ်မွေးကြိုင်ပြီးစားလို့ကောင်းတဲ့အရာကြောင့်ဒါဟာသူ့ဘဝမှာစားဖို့တမျှအကောင်းဆုံးအစားအစာပဲလို့ခံစားလိုက်ရတဲ့ရှန်ရန်ကသူ့ရဲ့ကျင်းနေတဲ့ပုံစံကိုကြည့်ပြီးသူမကိုယ်တိုင်လည်းမစောင့်နိုင်တော့ပဲတစ်ဖက်စားလိုက်တယ်မဆိုးဘူးဟင်းခတ်အမွေးကြိုင်တွေမပါပေမဲ့ထင်ထားတာထက်အများကြီးပိုရတာရှိတာပဲနောက်တစ်နေ့မှာတညလုံးအနားယူလိုက်ရတဲ့အတွက်ရှန်ရန်ရဲ့ခွန်အားတွေအတော်လေးပြန်လဲပြေးဝလာတယ်သူမမျက်လုံးကိုမိတ်ပြီးစိတ်ဆွဲရင်နဲ့ဝိညာဉ်စမ်းရည်ချောင်းကိုဖွင့်လိုက်တယ်ဒါဟာသူမရဲ့ယတနာတိုက်ပဲအဲ့ဒီထဲမှာစိုက်ပျိုးရေးတွေရေထွက်ပစ္စည်းတွေအစုံလင်ရှိတယ်အထူးပြောရရင်အဲ့ဒီထဲကတက်ဆောင်စမ်းရည်ဟာကုသရခက်တဲ့ယောဂမျိုးစုံကိုကုသပေးနိုင်တယ်သူမကချီမူရဲ့ခြေထောက်ကိုကုသပေးတဲ့အခါသုံးဖို့တက်ဆောင်စမ်းရည်တစ်ခွက်ကိုခက်ယူလိုက်တယ်ပြီးတော့ငါးမြင့်နှကောင်နဲ့ဘဲတစ်ကောင်ကိုပါယူထုတ်လိုက်ချီမူရဲ့မျက်ခြောက်တွေပိုက်ပြီးပြန်လာတဲ့အခါသူမလက်ထဲကပစ္စည်းတွေကိုမြင်တော့အံ့ဩသွားတယ်မင်းသားတွေဘယ်ကရလာတာလဲမနေ့ကပြောထားတဲ့အတိုင်းရှင်းချပေးတဲ့အစားအစာတွေအတွက်ပြန်ဆက်တာပါဒါကရှင့်အတွက်ငါးနှကောင်ပဲထမင်းစားပြီးရင်ရှင့်ခြေထောက်ကိုကူပေးမယ်ချီမူရဲ့လည်းအာယုံပြောင်းသွားပြီးချက်ချင်းဝိုင်းကူလုပ်ပေးတော့တယ်ဒါပေမဲ့သူတို့กินနေတဲ့900နန်းကတခြားသားရဲလူသားတွေကိုဆွဲဆောင်သွားလိမ့်မယ်လို့နှစ်ယောက်စလုံးမထင်ထားခဲ့ဘူးဝဝညိုယောက်ျားအချို့ကသွားရည်ကြမ်းမတက်ဖြစ်နေပြီးကိုအပြင်ဘက်ကနေအကျဲကြီးအော်ဟစ်နေကြတယ်သူတို့ကမနက်ကလေးကအမဲလိုက်နေတာရုံမွေးတပင်တော့မတွေ့ခဲ့ရဘူးအင်ရှင်မစီဘလို့ပြန်ရှင်းပြရမလဲလို့ပူပန်နေချိန်မှာအသက်စားစရာတွေရောက်လာတာပဲလေချီမူရဲ့ကသူတို့ရဲ့ရွေးချက်ကိုရိပ်မိသွားတယ်မင်းတို့ကအစားအစာတွေကိုလူချင်နေတာလားတာရဲဖျားသခင်ရဲ့စီကမ်းမှာတာရဲကုန်းမြေကယောက်ျားတွေဟာတခြားကူတွေကအစားအစာတွေကိုမလူယူရဘူးလို့ပြဋ္ဌာန်းထားတယ်မင်းတို့ဒီလိုလုပ်ရင်တာရဲဖျားသခင်ရဲ့အပြစ်ပေးတာကိုမကြောက်ဘူးလားကိုအိမ်ရှင်မကရောရိုရှာမှာမကြောက်ဘူးလား
ဝက်ဝင်မျိုးယောက်ျားတွေကရှက်သွားပေမဲ့သူတို့ရဲ့အိမ်ရှင်မကဒီနေ့အစားအစာမပါရင်ယောက်ျားအသက်ရှာမယ်လို့ပြောထားတာကြောင့်ဒီအစားအစာကိုသူတို့မရရအောင်လူယူရမှာပဲယောက်ျားဖြစ်ပြီးသူများအစားအစာကိုလူယူရဲတယ်မင်းတို့ကဝက်ဝင်လို့ခေါ်ဖို့တော့မတန်ဘူးသူတို့ကိုကြည့်လိုက်တာနဲ့ဒါရှုံးချောင်းချောင်းရဲ့ခင်မုန်းတွေမှန်သူချက်ချင်းမှတ်မိသွားတယ်ရှုံးချောင်းချောင်းကမနေ့ကသူမရဲ့ငါးမဲတကောင်ကိုလူယူသွားခဲ့တာကြောင့်လက်စားချေဖို့အခွင့်အရေးရှာနေတာလေချီမူရဲ့ကလည်းဒီအကြောင်းကိုကြားထားတော့ခေါင်းဆောင်ဖြစ်သူကိုချက်ချင်းလက်သီးနဲ့တစ်ချက်ထိုးချလိုက်တယ်အဲ့ဒီယောက်ျားကမီတာ10ချီလောက်အဝေးကိုလွင့်စင်သွားပြီးမြေကြီးပေါ်ပြင်းပြင်းထန်ထန်ကျသွားတယ်ဘေးနားကတခြားဝက်ဝင်တွေလည်းကြောက်လန့်တကြားတုံရင်သွားကြတယ်ချီမူရဲ့ကအေးဆက်ဆက်အကြည့်နဲ့အစင်းမြင့်ယောက်ျားတစ်ယောက်ရဲ့ဖိအားကိုထုတ်လွှတ်လိုက်တယ်နောက်တစ်ခါသူမကိုအနိုင်ကျင့်ရဲရင်တေးဖို့သာပြင်ထားသူတို့တွေကြောက်လန့်တကြားထွက်ပြေးသွားတာကိုကြည့်ပြီးရှန်ရန်ရဲ့မျက်လုံးတွေလစ်လက်သွားတယ်ဒီလောက်ဆိုမကြခင်တွင်ဘယ်သူမှလာရှုံရဲမှာမဟုတ်တော့ဘူးသမင်းစားပြီးနောက်ရှန်ရန်ကချီမူရဲ့ကိုတက်ဆောင်ဆန်းရေးတိုက်လိုက်ပြီးခြေထောက်ကိုစတင်ကူတာပေးတယ်အဝိစားတွေချွတ်လိုက်ရလို့အောက်ခံတော့ပဲကျန်တော့တဲ့ချီမူရဲ့မျက်နှာကတွေးထွက်မတက်နေရဲနေတယ်ရှန်ရန်ကလက်ထဲကငွေအပ်ကိုရွေးချယ်ပြီးသူ့စစ်ထဲကအကျုံးမဲ့တွေစီတစ်တစ်ထိုးဆိုင်လိုက်တယ်ချီမူရဲ့ညီတန်တစ်ချက်ထွက်သွားတယ်သေးသွဲတဲ့ငွေအပ်ကသူ့ရဲ့ဒူးကောင်းကိုဖောက်ဝင်သွားပေမဲ့တွေးတစ်စက်မှမထွက်ဘူးဒါဘယ်လိုလုပ်လိုက်တာလဲလို့သူတွေးလိုက်ပေမဲ့မေးဖို့အချိန်မရခင်မှာပဲသူတတိလစ်သွားတယ်နှစ်နာရီကြာပြီးနောက်ချီမူရဲ့တပြေးပြေးတတိရလာတယ်သူ့ညာဘက်ခြေထောက်ကအယိုးထီအောင်နာကျင်နေတဲ့ဝေဒနာကပျောက်ကွယ်သွားပြီးထုံချင်းချင်းခံစားချက်လေးပဲကျန်တော့တယ်ရှန်ရန်ကချောင်းဟန်လိုက်ပြီးနိုးပြီလားနည်းနည်းတက်တာသွားတယ်လို့ခံစားရလားချီမူရဲ့လည်းတတိဝင်လာတယ်တက်တာယုံတင်မကဘူးအရန်ကိုပေါ်ပါသွားတယ်လို့ခံစားနေရတယ်သူ့မျက်နှာမူရာကိုကြည့်ပြီးရှန်ရန်ကအဖြေကိုတိလိုက်တယ်နောက်ဆုံးငွေအပ်ကိုဆွဲနှုတ်ပြီးမတ်တက်ရက်လိုက်တယ်ကဲပြီးဘောင်းဘီပြန်ဝေးလို့ရပြီအဲ့ဒီတော့မှသူကိုယ်လုံးတိဖြစ်နေတာကိုတတိထားမိသွားပြီးဘောင်းဘီကိုမြန်မြန်ကောက်ဝစ်ကကူပေါက်ဝါကနေချက်ချင်းလစ်ပြေးသွားပါတော့တယ်ရှန်ရန်ကဥတွေကိုပွေ့ချပြီးသူမရဲ့ကူထဲကိုပြန်လာခဲ့တယ်ကျင်းမြောင်းပြီးဆူဆွနေတဲ့နေရာလေးကိုကြည့်ရင်ကလေးတွေခုံမခွဲခင်သူတို့နေဖို့ပိုကောင်းတဲ့နေရာတစ်ခုကိုရှာရမယ်လို့ဆုံးဖြတ်လိုက်တယ်သူမစဉ်းစားနေတော့မှပဲလက်အောက်ကဥတလုံးကရုတ်တရက်လှုပ်ရှားသွားတယ်ခရက်ဖဆိုတဲ့အတန်းနဲ့အတူခုံကွဲသွားပြီးရွှေရောင်ချင်းတိလေးတစ်ကောင်ထွက်လာတယ်အမေရဲ့သားကြီးတပတ်ကိုလေဒါသူမမွေးထားတဲ့ကလေးလေးပဲနူးညံ့တဲ့အသားဆိုင်လေးကသူမရင်ခွင်ထဲကိုတိုးဝင်လာပြီးခေါင်းလေးနဲ့ပုတ်တီးပုတ်တက်လုပ်နေတဲ့သားကြီးမင်းကိုတွေ့ရပြီပေါ့အမေကအရန်မွေးတာပဲသားကြီးအရန်သဘောကျတယ်ရှန်ရန်ရဲ့နှလုံးသားလေးအရေးပြောကြသွားတယ်ဒါကမိခင်တယောက်ဖြစ်ရတဲ့ခံစားချက်ပဲကျန်တဲ့6ကောင်လည်းရွှေချင်းတိလေးတွေပဲဖြစ်မယ်လို့ထင်တယ်သားကြီးနောက်ဆိုမင်းနာမည်ကအချင်းအောင်ကျင်ရုပ်နော်ကောင်းလားကလေးလေးကအိတ်ချင်မှုတူနဲ့အတန်ပြုတ်လိုက်ပြီးမကြအခင်းမှာပဲသူမရင်ခွင်ထဲမှာအိပ်ပျော်သွားတယ်ရှန်ရန်လည်းကြည်နူးစွာနဲ့သူ့ကိုဖတ်ထားပြီးနမ်းလိုက်မိတယ်ကြည်လေချစ်လေပဲဒါပေမဲ့အဲ့ဒီလိုချုံငိမ့်တဲ့အချိန်လေးကစက္ကန့်ပိုင်းလေးပဲခံလိုက်တယ်အပြင်ဘက်ကနေအော်ဟစ်တန်တွေကြားလိုက်ရတယ်သူမကတားကြီးကိုမျက်ခင်းပြုတ်ပြုတ်လေးပေါ်ဖုတ်ဖွက်လေးချထားခဲ့ပြီးအပြင်ထွက်ကြည့်လိုက်တော့ရှုံချောင်းချောင်းကခါထောက်ပြီးဆဲဆူနေတာကိုတွေ့လိုက်ရတယ်ဟဲ့ရုပ်ဆိုးမနဲ့အပြင်ထွက်ရဲသေးတယ်ပေါ့လေနင့်ကလေးတွေရောမွေးမွေးချင်းတေကုန်ပြီမလားကြီးစားထားလို့ပါဇက်ကအဲ့လောက်နန်းနေတာလားရှုံချောင်းချောင်းမျက်လုံးပြူသွားတယ်သူမနာကြမမဘူးမလားဒီရုပ်ဆိုးမကပြန်ခံပြောရဲတယ်ပေါ့မနေ့ကအရိုက်ခံထားရတဲ့သူမရဲ့ခင်မုန်းကတော့ထက်ရိုက်ခံရမှာကြောက်လို့ဘေးနားကနေတားနေတဲ့ရုပ်ဆိုးမလေးတယောက်ကိုအဲ့လောက်ကြောက်နေရလားရှုံတုံရှုံတဲ့ငါအတွက်သူ့ကူကိုဖြက်စီးပစံရှုံတာဆိုတဲ့သူကလူကောင်းကြီးကြီးနဲ့ရှန်ရန်အခုမှပထမဆုံးမြင်ဘူးတာသူမစီကိုတဖြည်းဖြည်းချင်းကပ်လာတဲ့အဲ့ဒီယောက်ျားကိုကြည့်ရင်သူမလက်ထဲကငွေအပ်ကိုတင်းတင်းဆုပ်ထားလိုက်တယ်သူမရဲ့တားကြီးအိတ်နေတဲ့ကျန်တဲ့ကလေး6ကောင်လည်းရှိသေးတယ်ဒီရှုံတာတာတင်းဝင်လာရင်တေမင်းစီကိုတေချာပေါက်ပို့ပေးမယ်အဲ့ဒီချိန်မှာပဲရက်တစ်ပြက်အတွင်းရွှေရောင်အရေးလေးတစ်ခုထွက်လာတယ်လူဆိုးကြီးငါအမေကိုမနာကျင်စေနဲ့ရွှေချင်းတိလေးရဲ့တွားကြုံကြုံတွေကြောင့်နာကျင်သွားတဲ့ရှုံတကခြေထောက်နဲ့အားကုန်ကန်ထုတ်လိုက်တယ်ရွှေချင်းတိလေးဟာကျူးပြတ်သွားတဲ့ဆုံးတကောင်လိုလွင့်စင်သွားတယ်တားကြီးရှန်ရန်ရဲ့ရင်တွေပေါက်ထွက်မတက်ဖြစ်သွားတယ်တားကြီးကအခုထဲကအခုမှထွက်လာတာလေဒီလိုအထိခိုက်မျိုးကိုဘယ်လိုခံနိုင်ရရှိမှလဲတားကြီးတော့မြေကြီးနဲ့ရိုက်မိပြီးပွဲချင်းပြီးတေတော့မယ်လို့ထင်နေချိန်မှာပဲချဒီမှုရဲ့ကောင်းကင်ဘော်ကဆင်းလာပြီးကလေးလေးကိုဖမ်းယူလိုက်တယ်ရှန်ရန်ချက်ချင်းပြေးသွားပြီးသူ့ကိုပေါင်ပေါ်တင်ကစစ်ဆေးကြည့်လိုက်တယ်နန်ယိုးကိုထိလိုက်တာနဲ့တားကြီးကနာကျင်လို့အော်ငိုတော့တယ်ကျိုးနေတဲ့နန်ယိုးကိုကိုင်းကြည့်ရင်ရှန်ရန်ရဲ့ရင်ထဲမှာအသက်ရှူမဝလောက်အောင်နာကျင်သွားရတယ်ဘေးနာကချီမူရဲ့လည်းအရန်ဒေါသထွက်နေတယ်အခုမှမွေးခါစားကလေးလေးကိုဒီလောက်ရဲရဲဆက်ဆက်လုပ်ရတယ်ပေါ့သူတို့ကိုနောက်တရားအောင်လုပ်ပြမယ်အဲ့ဒီအချိန်မှာရှုံချောင်းချောင်းကအခြေအနေကိုသတိမထားမိပဲချီမူရဲ့ကိုသဘောကျပြီးသူမခင်မှုရှိမှတင်ဖျားယောင်းတွေးဆောင်တော့တယ်မင်းတန်ငါနောက်လိုက်မယ်ဆိုရင်မျိုးနယ်စုထဲမှာအကောင်းဆုံးနေရာကိုပေးမယ်တလားကို9ရက်လောက်မင်းကိုအလှည့်ပေးမယ်ဘယ်လိုလဲဒါပေမဲ့ချီမူရဲ့ကသူမကိုမျက်လုံးတစ်ချက်တောင်စောင့်မကြည့်ခဲ့ဘူးမင်းကများလို့ပြောလိုက်တာနဲ့တတိုင်းနဲ့ရှုံတာစီကနေဝက်တက်ခံရတယ်လို့ဆူရှာတဲ့အော်တန်ကြီးထွက်ပေါ်လာတဲ့သူ့လက်ကိုချီမူရဲ့ကချီမောပစ်လိုက်တာကိုရှုံချောင်းချောင်းမျက်လုံးပြူပြီးလန့်သွားတယ်အခြေအနေကအရန်မျက်လုံးနဲ့သူမရဲ့ခင်မုန်းတွေလည်းကြောက်လန့်တကြားနဲ့တတိလစ်နေတဲ့ရှုံတော့ကိုဆွဲပြီးရက်စီးလက်တလို့ထွက်ပြေးကုန်ကြတယ်ရှန်ရန်ကတော့တားကြီးကိုပဲအာယုံဆိုင်နေပြီးဝိညာဉ်စမ်းရည်ချောင်းကိုဖွင့်ကတက်ဆောင်စမ်းရည်ကိုတားကြီးကိုတိုက်လိုက်တယ်ကလေးလေးရဲ့အသက်ရှူနှုံးပုံမှန်ဖြစ်သွားမှာပဲသူမတက်ပြင်းချနိုင်တော့တယ်သူမကဂူပြင်ဘက်ကချီမူရဲ့ကိုအော်ပြောလိုက်တယ်သူတို့ကိုအပြေးမခံနဲ့ငါကလေးကိုနာကျင်အောင်လုပ်တဲ့အတွက်သူတို့ကိုအစတထောင်ပြန်ပေးဆက်ခိုင်းမယ်ချီမူရဲ့ကလှည့်ပြီးရှုံချောင်းချောင်းတို့ရဲ့လမ်းကိုပိတ်ရက်လိုက်တယ်ရှုံချောင်းချောင်းကြောက်လန့်တကြားတုံရင်သွားတယ်ရှန်ရန်နဲ့ဘာလို့မလို့လဲနင့်ကလေးကိုထိခိုက်မိုံလေးပဲလေအများဆုံးငါကလေးကိုနင်ပြန်ရိုက်ပြီးဒေါသဖြေလိုက်ပေါ့ဒီလိုရုပ်မာတဲ့မိန်းမကမိခင်ဖြစ်ဖို့တော့မတန်ဘူးလို့ရှန်ရန်တွေးလိုက်မိတယ်ရှုံချောင်းချောင်းတတိမထားမိခင်မှာပဲရှန်ရန်ကငွေအပ်နဲ့သူမရဲ့စပူကအကြောကိုထိုးလိုက်တယ်နောက်တစ်စက္ကန့်မှာပဲဝက်လူအော်ဟစ်တန်ကြီးကြားလိုက်ရတယ်ဟဲဘာလို့ပေါင်သွားတာလဲငါမျက်လုံးတွေဘာလို့မမြင်ရတော့တာလဲရှုံချောင်းချောင်းမျက်လုံးတစ်ဖက်မရှိတော့ရင်ဒီတောင်ပေါ်မှာနင်ဘယ်လိုဆက်ပြီးဗိုလ်ချနိုင်မလဲကြည့်ရသေးတာပေါ့ရှန်ရန်စီကထွက်ပေါ်လာတဲ့ရက်ဆက်တဲ့အငွေ့တက်ကြောင့်ဘေးနာကချီမူရဲ့တောင်တုံးလုံးသွားတယ်မိမတယောက်စီကနေဘရင်တစ်ပါးလိုအရှိန်ဝါမျိုးကိုသူပထမဆုံးအချိန်ခံစားမှုချင်းပဲသူတို့နှစ်ယောက်ကူတဲ့တန်ရောက်တဲ့အခါသူမနေနိုင်တော့ပဲပြောလိုက်တယ်ရှန်ရန်ကလည်းအတူတူလာနေပါလားမဟုတ်ဘူးငါဆိုလိုတာကငါနေရာကပိုကျဲတယ်မင်းနဲ့ကလေးတွေနေဖို့ပိုအဆင်ပြေမယ်လို့ပြောတာပါရှန်ရန်ကသူပါဆိုလိုတလဲဆိုတာကိုဂိမ်းမဆိုင်တော့ဘူးဒီယောက်ျားကသူမကိုနှစ်ခါတောင်ကဲပြီးဒီနေ့သာသူမရှိရင်သူမရဲ့သားကြီးအသက်ရှင်နိုင်မှာမလားတော့မသိဘူးကျေးဇူးတင်ပါတယ်ချီမူရဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ချီမူရဲ့ကူကိုပြောင်းသွားကြတယ်နှစ်ရက်ဆက်တိုက်သားကြီးကတတိမရလာဘူးရှန်ရန်ကသားကြီးကိုစိတ်ပူနေရင်းနဲ့တစ်ဖက်မှာလည်းချီမူရဲ့နဲ့အတူတူကူကိုပြန်လဲပြင်ဆင်နေခဲ့တယ်ချီမူရဲ့ကရှန်ရန်အသားကင်ဖို့အဆင်ပြေအောင်အပြင်ကနေကြောက်ပြားနဲ့တူတဲ့ကြောက်တုံးတွေအများကြီးကောက်လာပေးတယ်ပြီးတော့အသုံးဝင်မဲ့အိမ်သုံးဆောင်ပစ္စည်းတွေကိုလည်းအတူတူတွားရှာခဲ့ကြတယ်ဒါပေမဲ့သူတို့ပစ္စည်းတွေအများကြီးတည်ပြီးပြန်လာချိန်မှာတော့ဦးတလုံးပြောင်းနေတာကိုတွေ့လိုက်ရတဲ့တာရဲလောကမှာကလေးတွေရဲ့အငွေ့တက်နဲ့တွေးကြောကမိခင်ဖခင်တွေနဲ့ဆက်ဆက်နေတယ်ဒါကြောင့်ဦးကိုးသွားတဲ့သူရဲ့အငွေ့တက်ကမပြောက်သေးဘူးဆိုတာသူထွက်သွားတာမကြသေးဘူးဆိုတဲ့အတိတ်ပဲ
ငါလိုက်သွားမယ်လို့ချီမှုရဲ့အပြင်ကိုထွက်ဖို့ပြင်လိုက်ချိန်မှာပဲရှန်ရန်ကမလန့်မကန့်ကမျက်ခင်းထဲမှာတခုခုလှုပ်ရှားနေတာကိုသတိထားမိလိုက်တယ်